ဘာ90နဲ့ဘိုက်ကားသွားမဲ့ဆိုင်ဘာရှိလဲလိုက်ကြည့်လိုက်တော့ဟယ်လိုစဝဒီကทุกคนစပန်ခွာအောင်ရောက်ရင်မဖြစ်မနေဝင်စားတဲ့ဆိုင်လေးကိုညွှန်ပေးမယ်စက်စီထမင်းနဲ့ဝတ်သားပေါင်းကိုတပွဲအောင်မှာဘတ်90ထည့်ပေးတဲ့ပိုးရှင်းရလဲအများကြီးနဲ့အသားတွေကလည်းနုညံ့အစ်ဆက်နေရပဲဆိုင်ထစားအတွက်လည်းနေရာကြကြဝန်းဝန်းရှိတယ်ထိုင်မဲ့ဥကတော့မိုးလေးနဲ့အုပ်နေတော့အိမ်မှာပဲပါဆယ်ဝယ်စားလိုက်တာပုံမှန်အစားကြီးတဲ့သူတော်မှတပွဲဆိုရင်အေးဆေးလေးပိုက်ဝတာနော်ဘာလေးပဲဝယ်အချင်းရည်ငရုတ်တီကြက်သွန်ပြူဂျင်းဟင်းအပြည့်စုံပါတယ်အော်နောက်ပြီးတော့ကိုက heavy food မစားချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာထိုင်းနိုတဲ့အစုံလဲမှားလို့ရသေးရဲ့နော်ဒီနေရာလေးကတော့ BTS စကူဗစ်လိုက် A3 ကနေဆင်းလိုက်ပြီးတော့ပထမဦးဆုံးတွေ့တဲ့လမ်းကိုချိုးလိုက်တာနဲ့တွေ့နေမှာပါခွင့်နေရတော့ပရမရှိမနေ့၈နာရီလောက်ဆိုရင်ရပြီညနေအထိတော့ဖွင့်ပေမဲ့အကုန်မြန်တော့နေခင်းလောက်သွားစားတာကတော့အသင့်တော်ဆုံးနော်ဒီခေတ်ကြီးမှာဘတ်90နဲ့အရသာလက်ကဘိုင်လက်ကားစီမဲ့ဒီဆိုင်လေးကိုသွားတင်နေနော်ကဲဒီပိုင်းရဲ့ဒီလောက်ပါပဲနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတက်ဆက်ပေးသွားမှာမို့လို့ဒီ season လေးကိုဆက်လက်စောင့်ကြည့်ပေးကြအောင်နော်အားလုံးပဲတတ်တာ